네, 민글라와 안녕하세요. 저는 독수리 한국어 학당의 현지쌤입니다. 디네마 바자 뼈뼈더블레스로 여러분들이 코리아사로 바장 리라네 코리아사 리라의 장면에 받아비로 디네 코리아로 블루병레스라고 대자뼈더비더마 비바에 다소인 살짝잖아요. 네. တခြားသူကကြတော့ကိုရီးယားစာဘာလို့လေ့လာမှာလဲလို့မေးလို့ရှိရင်ကိုကပြန်ဖြေဖို့အတွက်ကိုရီးယားလိုလေ့ကျင့်ထားရမယ်ဟုတ်တယ်နော်ဒါဆိုလို့ရှိရင်တယောက်ကမေးလိုက်တယ်왜 한국어를 공부해요ဒါဆိုဘယ်လိုပြန်ဖြေကြမလဲ왜 한국어를 공부해요 저는 한국에 여행을 가고 싶어요 그래서 한국어를 공부해요ဒါဆိုလို့ရှိရင်ကိုကကိုရီးယားကိုခရီးသွားခြင်းနဲ့အဲအကြောင်းမလို့ကိုရီးယားစာကိုလေ့လာတယ်။ဟောကြတော့ကိုရီးယား idol တွေအဆိုတော်တွေပါတယ်အကုန်လုံးကြိုက်တယ်။အဲအကြောင်းကိုရီးယားစာကိုလေ့လာတယ်ဆိုလို့ရှိရင်저는 한국 가수를 좋아해요. 저는 K-pop 아이돌들을 좋아해요. 그래서 한국어를 공부해요. 한국 음식을 좋아해요. 그래서 한국어를 공부해요. ဒီမှာဆိုလို့ရှိရင်음식ဆိုတာကြတော့လေကိုရီးယားရိုးရာအစားအစာဟုတ်တယ်နော်ပြီးတော့ကိုရီးယားရဲ့ရိုးရာယဉ်ကျေးမှုတွေကိုကြိုက်နေတဲ့သူဖြစ်တယ်အဲ့လိုမျိုးကြိုက်နေတဲ့သူဖြစ်တဲ့ကြောင့်ကိုရီးယားစာလေ့လာတယ်လို့ပြောမယ်ဆိုရင်저는 한국 문화에 관심이 있어요ကိုရီးယားယဉ်ကျေးမှုမှာစိတ်ဝင်စားမှုများပြတယ်စိတ်ဝင်စားမှုရှိတယ်ပေါ့နော်관심이 있어요에 떠올려야 되고 관심이 많아요 소리에 떠올려야 돼. 나도쿠가 내가 장다리 안야수 코리아고 비냐라는 또아래 다시 한국에 유학을 가고 싶어요. 그래서 한국어를 공부해요. 다음요 변해야 되나? 드라마 이엔치드 브레이크의 시에 따치니 짜이니 따네. 다음으로 또 뭐냐면 뭐노? 에라 자고래 코리아사 세계사로 리라이드의 시. အဲ့လိုလူမျိုးတွေအတွက်ဆိုလို့ရှိရင်저는 한국 드라마를 너무 좋아해요. 다음에 한국 노래를 너무 좋아해요. 그래서 한국어를 공부해요. 그것이 고아 코리아사 리라의အကြောင်းပြချက်လေးဒါလောက်ဆိုလုံးလုံးသွားပြီးလို့ထင်နေပေါ့နော်တကယ်လို့မပါသေးတဲ့သူရှိလို့ရှိရင်လည်းကိုကအောက်မှာ comment မှာရေးပေးခဲ့လို့ရတယ်ကိုရီးယားစာလေးလာတဲ့အကြောင်းပြချက်ပေါ့နော်네 여기까지 봐주셔서 감사합니다. 다음 영상에서 또 봐요. 안녕.